နိုင်ငံခြားမှာကျောင်းသားတက်ဖို့စဉ်းစားနေတယ်ဆိုရင်17 Global Press Center ကိုမသိတော့မဖြစ်ဘူးနော်17 Global Press Center ဟာကျောင်းသားတွေရဲ့ပညာရေးအိမ်မက်တွေကိုအကောင့်တွေဖော်ပေးနေတဲ့ International Education Center တစ်ခုဖြစ်ပါတယ်17 Global Press Center မှာဆိုရင် Free IGCSE, IGCSE, Free GED, GED, A11 Language Preparation Program တွေကိုအကောင့်ဆုံးပြင်ဆင်ပေးနေကြပါတယ်ရှင်။ Think Global Press Center ဟာဆိုရင်ကျောင်းသားတယောက်ချင်းစီရဲ့အောင်မြင်မှုကိုအဓိကထားတင်ကြားပေးနေတဲ့အပြင်ရေးချင်းပြည့်မီပြီးအတွေ့အကြုံရှိဆရာဆရာမများကသေးစိတ်လမ်းညွှန်တင်ကြားပေးနေတာလည်းဖြစ်ပါတယ်။နောက်ပြီးအတန်းတန်းချင်းစီမှာကျောင်းသားဥယျာဉ်ကိုကန့်သတ်နေတာလက်ခံတင်ကြားပေးရတာကြောင့်ကျောင်းသားတိုင်းရွက်သွင်းခြင်းအနိကယူဆိုင်မှုနဲ့ပံ့ပိုးကူညီမှုကိုရရှိစေနိုင်တာအပြင်အချိန်တူတူနဲ့ GED ကိုအောင်မြင်ခြင်းနဲ့ကျောင်းသားတွေအတွက်လည်း GED Fast Track Program ကိုအထူးစီစဉ်ပေးထားပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ပညာရေးဉာဏ်ချက်ကိုထိထိရောက်ရောက်နဲ့ဉာဏ်ဆက်ဆံအောင်ထည့်ပေါ်နိုင်မှာပါ။ Sunny Global Press Center မှာကျောင်းသားများက GED ကိုအောင်မြင်ပြီးနိုင်ငံတကာတက္ကသိုလ်တွေမှာဆက်လက်တက်ရောက်နေကြပါတယ်။အဲ့ဒါစပွဲရဲ့အခါမှာစနေကူဟိုမှာဒီလိုဆွဲပေးတယ်။ဟုတ်ကဲ့။အဲ့ဒီစက်ထရိုဇုံနာဒီမှာပါလေ။ဘာမှလမ်းစမှာရှိတယ်။မိဘများစိတ်ချနိုင်စေဖို့ Learning Environment Parent Communication System ကိုလည်းပြုလုပ်ပေးထားပါတယ်။ကျောင်းသားတယောက်ချင်းစီရဲ့ရည်မှန်းချက်လိုအပ်တဲ့ personalized learning, academic excellence နဲ့ study abroad one-stop service ကိုတနေရာထဲမှာရရှိနိုင်တဲ့ 17 Global Press Center မှာနိုင်ငံတကာတက္ကသိုလ်တွေမှာအကောင့်ထည့်ဖို့အခုပဲလာရောက်ဆွေးနွေးလိုက်ပါ